လိုင်းပေါ်မှာတရီရီဝါသနာရှင်မိတ်ဆွေတွေရှိကြလားခင်ဗျာရှိကြတယ်ဆိုရင်ကျွန်တော်အခုတင်ပေးတဲ့ပို့လေးကိုအသေးလေးနဲ့ကော်ပီလေးယူရှင်းနဲ့အပေါင်းနဲ့ကော်ပီလေးယူကြနော်ကော်ပီလေးတယောက်ကို3ကျင်နေယူကြမိတ်ဆွေများကို၄လပိုင်းတရက်နေ့3:16မိနစ်မှာထွက်ရှိမဲ့တရီရီကိုကျွန်တော်တို့ရုံးဌာနချုပ်ကပြီးတော့ဓာတ်ရိုက်လွှင့်ပြပေးပြီမိတ်ဆွေများကလည်းပောက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ live show ကိုကြည့်နေတဲ့မိတ်ဆွေများကအသေးနှိပ်ကော်ပီယူရှင်းနှိပ်အပေါင်းနှိပ်ကော်ပီလေးတယောက်ကို3ကျင်နေသွားကြကျွန်တော်ထိုင်းနိုင်ငံကိုယ်စားလှယ်ဦးစောလွင်ဖြစ်တယ်မြန်မာပြည်သူလူထုအားလုံးကိုကျွန်တော်တို့ဒီ၄လပိုင်းတရက်နေ့3:16မိနစ်မှာထွက်ရှိမဲ့တရီကိုကျွန်တော်ဘက်ကပြီးတော့ကူညီပေးမယ်မိတ်ဆွေများကတိတိကျကျခန်းတန်းကိုလိုချင်ပါလဲဆိုအမြန်လာယူအချိန်ကလည်းနီးကပ်နေပြီလိုချင်တဲ့လူပဲလာယူမလိုချင်တယောက်မှလာယူနေလိုချင်တဲ့လူကိုစစ်မှန်တဲ့ခန်းတန်းကိုကူညီပေးမယ်နော်ကျွန်တော်တို့ရဲ့ပုံတူပုံဟောင်းနေတဲ့ line ပေါ်မှာလိန်စားညာစားဖြစ်နေတဲ့မိတ်ဆွေများကတော်တော်များနေတယ်ဒါကြောင့်မို့ဒီ live show ကိုကျွန်တော်ကိုယ်တိုင်ဓာတ်ရိုက်လွှင့်ပြတယ်ဆိုတာအလိန်ခံညာခံတဲ့လူတွေအများကြီးရှိနေကြဒီ live show ကိုလွှင့်ပြတာကျွန်တော်ကတော့ထိုင်းကိုယ်စားလှယ်ဦးစောလွင်ဖြစ်တယ်မြန်မာပြည်သူလူအားလုံးကို၄လပိုင်းတရက်နေ့မှာထွက်ရှိမဲ့3တီကိုကျွန်တော်တို့ဘက်ကပြီးဓာတ်ရိုက်ကူညီပေးမယ်ကြံကြတဲ့ဘက်ကကျွန်တော်တို့ကိုယ်တိုင်ကူညီလို့အောင်မြင်သွားတဲ့မတ်တန်တာကြီးရှိတယ်အဲ့ဒီကောင်မလေးဆို9000မို့ပေါက်ရှိတယ်နော်သူတို့မျိုးပေါက်ချင်တယ်ဆိုမိတ်ဆွေများကရှိတယ်ဆိုရင်အသေးနှိပ်ကော်ပီကိုရှယ်နှိပ်နော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုစောင့်အောင်ကြည့်ပြီးတဲ့မိတ်ဆွေများကိုကျွန်တော်ဘက်ကတဦးတယောက်ဒီအထူးပဲကျေးဇူးတင်တယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုရှင်းသားဝင်ပြုပါဗျမိတ်ဆွေများကလည်းအသေးလေးနှိပ်ပါကော်ပီကိုရှယ်နှိပ်အပေါင်းနှိပ်ကြပါ